ဒီလူကသူ့ရဲ့ chip တွေကိုစားပွဲပေါ်တို့ပစ်ချလိုက်တာနဲ့ခလုတ်ကိုင်းတဲ့တိုင်ကကစားသမားရဲ့နံပါတ်တွေကို show ဝတ်စာပြောင်းလဲလိုက်တယ်ဒါပေမဲ့ဒီလူကတိုင်ပြောင်းတဲ့အထံကြာတော့တန်တရားဝင်လာတယ်သူကချက်ချင်းပဲသူ့ကြံတဲ့ chip တွေကိုနံပါတ်10နဲ့မှာတင်လိုက်တယ်သူ့ရဲ့လွှဲချင်မှုကမှန်ကန်ကြောင်းသက်သေပြခဲ့ပြီးစူကြီးရသွားတယ်သူကလိန်လေတဲ့ကာစီနိုကစားသမားကို chip 1000ပေးလိုက်တယ်ကာစီနိုပိုင်ရှင်ကသူအများကြီးအနိုင်ရသွားမှန်းသိတဲ့အခါသူ့ရဲ့အတော်ဆုံးနဲ့ညံအမျိုးမြင်အရှိဆုံးကစားသမားတွေကိုငွေပြန်ရအောင်ထားလိုက်တယ်ဒါပေမဲ့ဒီလူကလုံးဝတင်ငိန်နေပြီးဂိမ်းကိုပြောရှင်စွာဆော့နေတယ်သူကသူ့ဖဲချက်တွေရဲ့ထောင်တစ်ထောင်ကိုညင်သားစွာမြောက်လိုက်တယ်ဒီနေ့နဲ့သူ့ဖဲချက်တွေကလုံးကျုံနေလိမ့်မယ်လို့သူထင်ခဲ့တယ်ဒါပေမဲ့ကာစီနိုယုံကသူ့ဖဲချက်အလုံးကိုကင်မရာတွေနဲ့မှတ်တမ်းတင်ထားမှသူမသိခဲ့ဘူးအဲ့ဒီဖဲချက်တွေရဲ့အချက်အလက်တွေကိုစစ်ဆေးတဲ့အခါသူမှာ X တစ်ချက်ရှိနေတာကိုတွေ့ရှိခဲ့တယ်သူ့ကိုအနိုင်ယူဖို့ဒိုင်းကသူ့ဖဲချက်တွေထပ်ကြီးတဲ့ဖဲချက်တွေကိုပြင်ဆင်ခဲ့တယ်ဖဲချက်တွေပေါ်လာတာနဲ့ဒီလူကသူ့ရဲ့ရှစ်ကက်နှစ်ခုကိုထုတ်ပြီးစားပွဲပေါ်ပစ်ချလိုက်တယ်တကယ်တော့သူကသူ့နောက်ွယ်မှာတက်ဆင်ထားတဲ့ကင်မရာကိုတတိထားမိပြီးသားဖြစ်ပြီးသူ့ဖဲချက်တွေကြားမှာတွားချထိုးတန်းတစ်ခုကိုတမင်တကာထည့်ထားခဲ့တာပါသူကကာစီနိုယုံကလူတွေကိုလှည့်စားခဲ့ပြီးဒီလွဲကွက်နာပိုကြည့်တဲ့ပမာဏကိုအနိုင်ရခဲ့တယ်ကာစီနိုပိုင်ရှင်ကဒါကိုမြင်ပြီးဒေါသထွက်သွားတယ်သူကသူ့ရဲ့အန်တရရဲ့အရှိဆုံးကစားသမားဖြစ်တဲ့ဝမ်အိုင်ကိုလွတ်လိုက်တယ်ဝမ်အိုင်ကစားပွဲကခုမှမရှုံခဲ့ဘူးဒီလူကသူ့ရဲ့လူဖောင်ကွင်းပါဂျက်ကိုဂိမ်းပြန်ဆော်ဖို့ခေါ်လိုက်တယ်ဂျက်ကသူ့ရဲ့အထူးဆွမ်းအားနဲ့ထိုင်တဲ့ကနံပါတ်တွေကိုမြင်လိုက်တယ်ဒါပေမဲ့ဒီလူကသူ့ကိုအထုံးမဝင်ဘူးလို့ပြောလိုက်တယ်ဘာလို့လဲဆိုတော့ဒိုင်းရဲ့ခီတော့အောင်မှာဒိုင်းရဲ့နံပါတ်တွေကိုပြောင်းလဲနိုင်တဲ့အထူးဆက်တစ်ခုရှိလို့ပါဒါကိုကြားတော့ဂျက်ကသူ့ဆွမ်းအားနဲ့ဆက်ရဲ့ short circuit ကိုပြည့်စည်ပြီး chip တစ်ထုံးတန်ဖို့ရှိတဲ့သူ့ chip အလုံးကို small မှာတင်လိုက်တယ်ဒိုင်းကလည်းစက်ထဲကနံပါတ်ကိုပြောင်းဖို့ကြိုးစားတာနဲ့ပြင်းထန်တဲ့ lead shot ဖြစ်ပြီးမြေပေါ်လဲကျသွားတယ်အခု1 eye ကသူ့ဘာသာသူဝင်လာတယ်သူကဂျက်လိုမဲ့အထူးဆွမ်းအားတွေရှိတယ်သူကသူ့ဆွမ်းအားနဲ့ခွက်ထဲကနံပါတ်တွေကိုပြောင်းဖို့ကြိုးစားခဲ့ပေမဲ့ဂျက်ကခဏန်းကိုချက်ချင်းပြန်ပြောင်းလိုက်တယ်1 eye ကပြိုင်ဘက်ကလည်းသူ့လောက်ပဲဆိုတာတီးလိုက်တယ်ဘာမှမပြောဘဲအမှုရာတွေနဲ့နှစ်ယောက်သားပြင်းထန်တဲ့တိုက်ပွဲစတင်ခဲ့တယ်အင်အားအများကြီးတုံးခဲ့တာကြောင့်ခဏန်းကအဆက်မပြတ်လဲပတ်နေခဲ့တယ်လူတိုင်းကခွက်ကိုစိုက်ကြည့်နေကြတယ်ဂျက်ကဒီလိုဆက်သွားရင်ခွက်ကွဲသွားပြီးလူတိုင်းအမှန်တရားကိုတီးသွားလိမ့်မယ်လို့နားလည်လိုက်တယ်သူကသူ့ရဲ့တန်ကောင်းနည်းပညာကိုသုံးပြီးစာဝဲကိုပြင်းပြင်းထန်ထန်ထူလိုက်ပြီး PC အားလုံးကိုချိုးဖျက်လိုက်တယ်ပြီးတော့ကာစီနိုယုံပိုင်ရှင်ကိုယ်တိုင်ကရှေ့ထွက်လာပြီးဒီပွဲကတရေချစ်တယ်လို့ပြောလိုက်တယ်ဘာလို့လဲဆိုတော့ဘသူမှရိုးသားစွာမကစားခဲ့လို့ပါအဆုံးဖြတ်ကိုနောက်ဆုံးလက်တစ်ပွဲလူ2ယောက်နဲ့ပဲပြုလုပ်သွားပါမယ်ဂျက်နဲ့ Creed အခုဂျက်က1 eye ရှေ့မှာရှိနေပြီးဒီလူကိုယ်တိုင်ကပိုင်ရှင်ရှေ့မှာထိုင်လိုက်ပြီးနောက်ဆုံးလောင်းကစားပွဲတစ်ပွဲစတင်ခဲ့တယ်ဖဲချက်တွေကိုဝေပေးလိုက်ပြီး1 eye ကသူ့မျက်လုံးထဲကအာယုံခံဂရီတရားရဲ့အကူအညီနဲ့ဖဲချက်အားလုံးကိုဆက်ကြည့်တယ်ဒါပေမဲ့ဒီလူကအယမ်းတော်တယ်သူကသူ့လက်ဖွာကြားမှာဖဲချက်တွေကိုထားလိုက်တယ်1 eye ကအများကြီးစူးစမ်းခဲ့ပေမဲ့ဘာမှမငြင်းခဲ့တာဘူးခဏကြာတော့သူကသူ့ဖဲချက်တွေကိုဖွင့်လိုက်ပြီးအနည်းဆုံးနှစ်ထွက်လာတယ်ပိုင်ရှင်ကသူကအနိုင်ရသူလို့ထင်ခဲ့ပေမဲ့သူကတွေကိုပြလိုက်တာနဲ့ဂျက်ကရဲ့ထပ်ပုံကသူတို့ပေါ်မှာပုံနှိပ်ထားတာကြောင့်ကတ်တွေကပြက်ပြဲသွားတယ်ပြီးတော့ဂျက်ကသူ့ဖဲချက်ကိုဖွင့်လိုက်ပြီးသူကနောက်ဆုံးအနိုင်ရသူဖြစ်လာတယ်ပြီးတော့ဒီလူကအမှန်တရားကိုနားလည်သွားတယ်ကာစီနိုကိုဖဲချက်တွေလဲလဲပြီးဘယ်တော့မှမနိုင်ဘူးဒါပေမဲ့လူတစ်ယောက်ရဲ့ကောင်းတဲ့အသီးစိမ်နဲ့နိုင်တာပါသူတို့နှစ်ယောက်စလုံးကငွေတွေအနိုင်ရတဲ့ပြောရွှင်မှုကိုကျင်းပကြပြီးခဏကြာမှကာစီနိုကိုပြီးလိုက်တယ်သူကကျွန်တော်ကိုပိုက်ဆံမရှိအောင်လုပ်သွားတယ်ဒါကြောင့်တကယ်ချင်းတို့ရေတင်တို့လောင်းကစားဘူးလား